သူခိုးထားတဲ့မြေကိုအမြဲတမ်းခေါင်းပေါ်ရွှတ်ပြီးတော့နေရတယ်တဲ့နော်ဘယ်လောက်များလေးလိုက်မလဲနော်အဲ့တော့တချို့လောဘတွေအရန်ကြီးတဲ့ပုံကိုယ်တွေဟာဘာလို့တက်ကြလဲဆိုတော့ကိုချန့်ကျဲဖို့အတွက်တဖြည်းဖြည်းနဲ့ဒီခြံစည်းရိုးတွေတူတူပြီးတော့ခတ်ပြီးတော့သူများခြံကိုခိုးတာပေါ့နော်သူများမြေကိုခိုးတာပေါ့အဲ့လိုပုံကိုမျိုးတွေရှိတယ်အဲ့ဒါခိုးခြင်း25ပါးထဲမှာဒါတပါးပါဝင်ဖြစ်တာပေါ့နော်ခြံစည်းရိုးရွှေ့ပြောင်းပြီးတော့ခိုးယူတာနော်တထွားကနေပြီးတော့သူခြံကကျဲသွားတယ်ဘေးခြံကကျင်းသွားတာပေါ့နော်အဲ့တော့အဲ့ဒါလည်းပဲခိုးမှုမြောက်တယ်နော်အဲ့တော့ဦးဇင်းတို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဦးဇင်းဖတ်ပူတာလေးတစ်ခုပေါ့လေနော်တခါတုန်းကတဲ့ဒီဘိတ်ဘတ်မှာဒီတဝဲတို့ဘိတ်တို့ပေါ့နော်ဘိတ်ဘတ်မှာဘိတ်ကျွန်းစုဘတ်မှာဒီဥယျာဉ်ခြံတွေစိုက်ပြိုးတဲ့မောင်နှမ2ယောက်ပေါ့နော်အဲ့တော့ဥယျာဉ်ခြံမြေဆိုတော့အကျယ်ကြီးပဲလေနော်အဲ့တော့သူတို့မောင်နှမ2ယောက်မှာသူညီမဖြစ်တဲ့ပုဂ္ဂိုလ်ကအင်မတန်မှလောဘကြီးတယ်လောဘကြီးပြီးတော့သူကဘာလုပ်လဲဆိုတော့သူနဲ့ဘေးချင်းကပ်ရက်သူ့ကိုယ်ရဲ့ခြံကိုတနေ့နည်းနည်းခိုးတယ်ခိုးတဲ့ခါကျတော့ကြာတဲ့ခါကျတော့သူ့ကိုယ်ကရိမ့်မိလာတယ်တိသွားတဲ့ခါကျတော့သူညီမကိုပြောတာပေါ့နော်မခိုးဖို့ပြောတာကိုသူညီမကသူ့ခြံပဲဆိုပြီးတော့ရုံမပြောဆိုပြီးတော့သူ့ကိုမောင်းထုတ်လိုက်တာပေါ့နော်အဲ့တော့သူ့ကိုလည်းပဲတော်တော်စိတ်နာသွားပုံရတယ်နော်အဲ့ဒါနဲ့နှစ်ကာလတစ်ခုကြာတဲ့ခါကျတော့အဲ့ဒီညီမဖြစ်တဲ့ပုဂ္ဂိုလ်ဟာဒီသေဆုံးသွားတာပေါ့နော်အဲ့တော့ဘာစိတ်နဲ့သိမလဲဆိုလောဘစိတ်နဲ့ပဲသိဖို့များတယ်နော်အဲ့ဒါနဲ့သူဘာဖြစ်လဲဆိုတော့ပိတ္တာကြီးသွားဖြစ်တယ်နော်ပိတ္တာဖြစ်တဲ့ခါကျတော့သူဘာဖြစ်လဲဆိုတော့သူခိုးထားတဲ့မြေကိုအမြဲတမ်းခေါင်းပေါ်ရွှတ်ပြီးတော့နေရတယ်တဲ့နော်ဘယ်လောက်များလေးလိုက်မလဲနော်ပြီးတော့စားတော့လည်းပဲဒီမြေကိုပဲစားရတာပေါ့နော်အဲ့ဒါနဲ့ခေါင်းပေါ်မြေကိုရွတ်ထားတဲ့ဆင်းရဲနော်မြေကိုစားရတဲ့ဆင်းရဲကိုမခံနိုင်တော့သူ့သမီးဖြစ်တဲ့ပုဂ္ဂိုလ်ကိုအိမ်မက်ပေးတယ်သမီးနေပတ်ကြီးရဲ့မြေကိုအမေခိုးမိပါတယ်အဲ့ဒီမြေကိုနေပတ်ကြီးကိုပြန်ပြီးတော့ပေးလိုက်ပြီးတော့အမေတောင်းပန်ပါတယ်ဆိုတဲ့စကားကိုလည်းပဲဒါစကားလက်ဆောင်ပါခိုင်းလိုက်တာပေါ့နော်အဲ့ဒါနဲ့သူသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကသူ့အမေဆင်းရဲဒုက္ခကနေလွတ်အောင်ဆိုပြီးတော့ပတ်ကြီးဖြစ်တဲ့ပုဂ္ဂိုလ်သွားပြောတယ်အဲ့တော့ပတ်ကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲမြေလည်းပြန်မယူပြီးတော့ခွတ်လည်းခွတ်မလို့နော်တစ်သက်လုံးနေအမေထမ်းထားပါစီဆိုပြီးတော့အဲ့လိုပြောလွှတ်လိုက်တာပေါ့နော်အဲ့တော့ဆိုလိုချင်တာကသူတစ်ပါးပိုင်တဲ့ပစ္စည်းကိုခိုးယူမိပြီဆိုလို့ရှိရင်နော်ဒုက္ခရောက်နိုင်တယ်နော်ခိုးတုံးကတော့ကိုတယောက်တည်းပဲနော်အဲ့တော့ဒီခိုးတာကိုစားတောက်တဲ့ပုံကိုယ်တွေကကိုသားသမီးတွေကိုစနီကိုခင်မွန်ယောက်ျားတွေဖြစ်နေနိုင်တာပေါ့နော်တကယ်ခံတဲ့အခါမှာလည်းပဲသူတို့ကဝိုင်းခံပြီးမှမဟုတ်ဘူးကိုပဲခံရမယ်နော်အဲ့တော့သူတစ်ပါးရဲ့မြေကိုမခိုးပါနဲ့